မိသားစုအိမ်နောက်စုတော်တော်များများမှာလေလစဉ်လတိုင်းခေါင်းခဲနေရတဲ့ကိစ္စတစ်ခုကတော့မီတာခတွေတစ်လထက်တစ်လပိုများလာတာရော့သွားတယ်ဆိုတာရှိကိုမရှိသလောက်ပဲတကယ်လို့များတင့်ရဲ့အိမ်မှာအိမ်သုံးမီတာခတွေအရင်လတွေထက်ထောက်ွက်ရော့ကျသွားစေမယ်ပြိုးဝက်ချက်ရှိတယ်ဆိုရင်ရောရှင်တို့စိတ်ဝင်စားကြပါဒီနေ့မှာတော့ငွေကြေးအနေငယ်ရင်းနှီးမြုပ်နှံပြီးတော့ရေရှည်အတွက်မီတာကသက်သာစေတဲ့နီးလန်းတွေပြင်တပြားတစ်ချက်မှကုန်စရာမလိုပဲနဲ့ကိုတိုင်းချက်ချင်းလိုက်လုံနိုင်တဲ့အလွယ်ကူဆုံးအိမ်တွင်းချွေတာရဲ့နီးလန်းတွေကိုစုစည်းပြီးတော့ကျွန်မပြပြသွားပေးချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ငွေကြေးအနေငယ်ကုန်ကြခံပြီးတော့ရေရှည်အတွက်ပြောင်းလဲနိုင်မယ့်အချက်တွေပြောပြချင်ပါတယ်မိတ်ဆွေတို့အိမ်မှာသုံးဆွဲနေတာကြာနေပြီဖြစ်တဲ့မိတ်တုပ်ဖြစ်နေတဲ့မီးဒီအဟောင်းတွေနဲ့လျှက်စစ်ပစ္စည်းအောင်လို့အမြန်ဆုံးလဲလိုက်ဖို့ပါပဲအဲ့နေရာမှာပါဝါစားသက်သာတဲ့ LED မီးသီးတွေကိုအစားထိုးပြီးပြောင်းလဲအသုံးပြုလို့ရပါဖြစ်ပါတယ်။နောက်တစ်ခုကတော့အိမ်မှာသုံးတဲ့ air con တွေရေခဲတက်တာတွေဝယ်တဲ့အခါမှာမီးအားကိုအလိုလျောက်ချိန်ညှိပြီးတော့လျှက်စစ်စွမ်းအားသုံးစွဲမှုကိုအဆမတန်သက်သာစေတဲ့ inverter အမျိုးအစားတွေကိုပဲရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်ရှင်။ပုံမထိရောက်တဲ့နည်းလမ်းတစ်ခုကဆိုလာစနစ်ကိုတွဲဖက်အသုံးပြုတာပဲဖြစ်ပါတယ်ရှင်။အထူးသဖြင့်ပေါ့နော်တစ်လကိုမီတာက30ချီပေးဆောင်နေရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနေရတော့အစပိုင်းမှာရင်းနှီးမြုပ်နှံမှုကမြင့်မားနိုင်ပေမဲ့လို့ပေါ့နော်ရေရှည်မှာတော့ထက်ဝက်မကတိတိသက်သာသွားစေမှာအသေးချပါပဲရှင်အခုနောက်ဆုံးအချက်ကတော့အရေးကြီးဆုံးဖြစ်တယ်လို့ပေါ့နော်ငွေကြေးကုန်ချမှုလည်းလုံးဝမရှိဘဲနဲ့မီတာကကိုထက်ဝက်အထိကျဆင်းသွားစေမယ်နီးလမ်းပဲဖြစ်ပါတယ်ဒါကတော့အခြားမဟုတ်ပါဘူးကိုယ့်ရဲ့နေ့စဉ်နှစ်စစ်သုံးဆက်မှုအလေးထားဖို့ပေါ့နော်နေ့တစ်ခြားပြောင်းလဲဖို့ပါပဲရှင်အချို့ကမီတာပေးထောင်ရမယ့်အချိန်မှသာမီတာကတွေများလားချီလားဆိုပြီးတော့ညှဉ်းညူတတ်ကြတာတကယ်တမ်းမီးသုံးဆွဲတဲ့အချိန်မှာကျမလိုအပ်ဖက်နဲ့မီးသီးတွေမီးကြောင်တနေ့ကုန်ဖွင့်ထားတတ်ကြတယ်ဒါကြောင့်မလို့ဘယ်လျှက်စစ်ပစ္စည်းမဆိုသုံးဆွဲပြည့်တဲ့ချက်ချင်းပြန်ပိတ်တဲ့ထက်အလေးအချိန်လေးမွေးမြူဖို့လိုအပ်တယ်နော်ဥမာဆိုပါစို့အိမ်မှာအဲကွန်3လုံးရှိတယ်ဆိုရင်3လုံးစလုံးကိုတစ်ပြိုင်တည်းဖွင့်ခြင်းထက်မိသားစုအင်အားနဲ့အခန်းအနေထားလိုက်ချင့်ချိန်ပြီးတော့အချိန်ညှိပြီးခွဲခြားဖွင့်ဖို့ပြုလုပ်သင့်ပါတယ်အဝတ်လျှော်ချက်သုံးတဲ့အခါမှာလည်းအိမ်မှာလူ3ယောက်ရှိတယ်ဆိုပါစို့အဝတ်အစားနည်းနည်းချင်းစီကိုတစ်ပတ်3-4ချိန်ခွဲလျှော်တာထက်စနစ်တကျစုစည်းပြီးတော့တစ်ပတ်ကိုတစ်ချိန်နဲ့အချိန်သတ်မှတ်ပြီးတော့လျှော်ဖွင့်မယ်ဆိုလို့ရှိရင်မီတာကအများကြီးသက်သာစေပါတယ်ရှင်ကိုယ့်ရဲ့အိမ်မှာလျှက်စစ်ပစ္စည်းတွေကိုဒီလိုမျိုးအချိန်စရာနဲ့စနစ်တကျချိန်ညှိသုံးဆွဲသွားမယ်ဆိုရင်ကိုယ့်အိမ်ရဲ့မီတာကတိတိတသားရော့ချသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုကျွန်မပြပြပေးသွားတဲ့လျှက်စစ်ဆိုင်ရာဗဟုသုတအပြင်မီတာကိုထပ်မံရှော့ချနိုင်တဲ့အခြားနည်းလမ်းကောင်းတွေကိုပါဆက်လက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ကွန်မန့်မှာ yes လို့ရေးပြီးအကြံပြုပေးခဲ့ပါဦးနော်စောင့်မျှော်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်